AWR မျော်လင့်ခြင်းတန်မြန်မာဘာသာ Live Radio အစီအစဉ်ကနေတော်တာရှင်မိတ်ဆွေများအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။တော်တာရှင်များရှင် AWR Live Radio အစီအစဉ်ဟာဆိုရင်အပတ်စဉ်အင်္ဂါနေ့တိုင်းထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။တင်ဆက်ပေးသွားမယ့်အကြောင်းအရာတွေကတော့ဘဟုတုတရယူစရာကျမ်းမာခြင်းသတင်းစကားအစီအစဉ်ဝိညာဉ်ခွန်အားတိဆောက်ယူစရာတရားဒေသနာတော်မြတ်အစီအစဉ်တို့ဖြစ်ပါတယ်ရှင်။သောတာရှင်များရှင်အခုချိန်မှာသောတာရှင်များအတွက်ကျမ်းမာခြင်းသတင်းစကားကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဒီကနေ့ရဲ့ကျမ်းမာခြင်းသတင်းစကားရဲ့အကြောင်းအရာကတော့ဗီတာမင်ဓာတ်အကြောင်းကိုပြောပြပေးချင်ပါတယ်။သောတာရှင်များရှင်ဗီတာမင်ဟာဆိုရင်ကျမတို့ခန္ဓာကိုယ်ကျန်းမာစွာအသက်ရှင်နိုင်ရင်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ဗီတာမင်ကိုသက်ဆောင်ဓာတ်လို့လည်းခေါ်ကြပါတယ်။ဆေးဝါးပညာရှင်တွေကတော့ဗီတာမင်မှာအစားအသောက်ကနေထုတ်လုပ်နိုင်တယ်လို့ကျမတို့ခန္ဓာကိုယ်ထဲကနေလည်းထုတ်လုပ်နိုင်တယ်လို့ဖော်ပြထားပါတယ်။သိပ္ပံပညာရှင်များကဗီတာမင်ကိုအဆီမှာပျော်ဝင်တဲ့ဗီတာမင်နဲ့ရေမှာပျော်ဝင်တဲ့ဗီတာမင်ဆိုပြီးအုပ်စုကြီး2မျိုးခွဲခြားထားပါတယ်ရှင်။ပါဝင်တဲ့ဗီတာမင်တွေကတော့ဗီတာမင် A, B, C, D, E နဲ့ဗီတာမင် K ဆိုပြီးတော့6မျိုးရှိပါတယ်။ဒီထဲမှာဗီတာမင် A, D, E, K ဟာဆိုလို့ရှိရင်အဆီမှာပျော်ဝင်ပြီးတော့ဗီတာမင် B အုပ်စုနဲ့ဗီတာမင် C တို့ဟာဆိုလို့ရှိရင်တော့ရေမှာပျော်ဝင်တယ်လို့ဖော်ပြထားပါတယ်။အဆီမှာပျော်ဝင်တဲ့ဗီတာမင်များဟာဆိုရင်ခန္ဓာကိုယ်တွင်းသိမ်းဆည်းထားတာဖြစ်တဲ့အတွက်ကျမတို့အလွန်ကျွံစားသုံးမယ်ဆိုရင်အစိတ်အတောက်ဖြစ်စေပါတယ်ရှင်။ရေမှာပျော်ဝင်တဲ့ဗီတာမင်ကတော့ခန္ဓာကိုယ်တွင်းသူဟာဆိုရင်ကြာသိမ်းဆည်းထားမှုမရှိတဲ့အတွက်သတ်မှတ်ထားတဲ့နှုံးကိုအချိန်မှန်မှန်စားသုံးဖို့ရလိုအပ်ပါတယ်။ဒါရင်မကသေးပါဘူးဒီရေမှာပျော်ဝင်တဲ့ဗီတာမင်ဟာဆိုရင်ကျမတို့ရေနဲ့ချက်ပြုတ်လိုက်မယ်ဆိုရင်အဲ့ဒီဗီတာမင်တွေဟာဆိုရင်ဆုံးရှုံးသွားနိုင်ပါတယ်ခန္ဓာကိုယ်အတွင်းသူဟာဆိုရင်ပမာဏများမယ်ဆိုလို့ရှိရင်လေညဘက်မှာပိုရှံပြီးတော့စီးအနေနဲ့စွန့်ထုတ်နိုင်တယ်လို့ဖော်ပြထားပါတယ်နားဆင်မဲ့သောတာရှင်ရောက်စတိုင်ပုံဖျားရှင်ကောင်းချီးပေးပါစေရှင်သောတာရှင်များရှင်အခုချိန်မှာတော့ဝိညာဉ်ခွန်အားတိဆောက်เสียတရားဒေသနာတော်မြတ်ကိုသိက္ခာတော်ရဓမ္မဆရာဦးတင်မောင်ဆန်းကနေဟောကြားဝင်ငါပေးမှာဖြစ်ပါတယ်ရှင်ချစ်တော်တော်ရှင်ဓမ္မမိတ်ဆွေပေါင်းကိုမင်္ဂလာပါလို့ရှိစွာနှုတ်ခွန်းဆက်သကြပါတယ်ယခုလောကျွန်တော်တို့ဒီ Radio Live အစီအစဉ်ကနေမှာလို့ရှင်ကြိုဆိုပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်သင်တို့ဒီကိုအရောက်ပို့နေတာဟာလို့ရှင်တော့ယနေ့ Radio Live အစီအစဉ်အားဖြင့်သင်တို့ဝင်ရောက်ပြီးတော့ကြည့်ရှုမယ်နားတော်တတ်စေမယ်ဆိုရင်ဘုရားသခင်ထံကရရှိမဲ့နှုတ်ကပတ်တော်ရဲ့ဝိညာဉ်ခွန်အားကိုအသီးသီးကိုခံစားရမှာဖြစ်ပါတယ်။ဒါချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဒီအစီအစဉ်ကိုကျွန်တော်အတူတကွနားတော်တတ်ဆင်ကြပြီးတော့သင်တို့မှာဝိညာဉ်ခွန်အားရရှိတယ်ဒီအလင်းတရားတွေကိုသင်တို့ရရှိတယ်ဆိုရင်လည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုကျွန်တော်အနေနဲ့ဖိတ်မှန်တကားပြုချင်ပါတယ်။ဒီ Radio Live အစီအစဉ်လေးကိုသင်တို့ပါဝင်ခြင်းအားဖြင့်သင်တို့လည်းပဲသာသနာပြုခီးစင်ပါဆိုရှင်တစ်ဖက်တစ်လမ်းကနေမှ live share လေးလုပ်ပြီးတော့ပါဝင်ဆက်ကပ်ဖို့ရန်အတွက်လည်းပဲဖိတ်မှန်တကားပြုချင်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှဆိုရှင်မိတ်ဆွေတို့ကိုပေးသွားခြင်းတဲ့နှုတ်ကပတ်တော်ကတော့တည်မြဲသောကြောက်ဆောင်ပမာဆိုတဲ့နှုတ်ကပတ်တော်ကိုပေးသွားမှာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝသက်တာမှာလို့ရှိရင်တည်မြဲသောကြောက်ဆောင်ပမာမရွေ့မလျားပဲနဲ့မတိမ်မယိမ်ပဲနဲ့ကျွန်တော်တို့နဲ့အတူရှိတော်မူတဲ့သူကဘသူလဲဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိလိုက်မယ်ဆိုရင်ဘလောက်ဝမ်းသာစရာကောင်းလဲဘလောက်ဝမ်းမြောက်စရာကောင်းတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့တည်မြဲတဲ့ကြောက်ဆောင်ပမာကျွန်တော်ပေါ်မှာဆိုရှင်အမြဲတမ်းဂရုစိုက်နေတဲ့သူကထာဝရရှင်ဘုရားသခင်ပဲဖြစ်တယ်အဲ့ဒီဘုရားသခင်ကကဘာမိုးမြေစัจ java ကိုဖန်ဆင်းတော်မူပြီးတော့သင်ကိုစိုက်တယ်လို့ကျွန်တော်ကိုလည်းစိုက်တယ်သင်ကိုပိုင်တယ်လို့ကျွန်တော်ကိုလည်းပဲပိုင်တော်မူတဲ့ဘုရားဖြစ်တယ်။ဒါဒီဘုရားသခင်ကိုကျွန်တော်အားလုံးကယုံကြည်ကိုးကွယ်မယ်ဆိုရင်တော့ချစ်တဲ့မိတ်ဆွေကျွန်တော်ရဲ့ဘဝတတကအလွန်မှပင်ဘုရားကောင်းကြီးခံစားရပြီးတော့အမြဲဝမ်းမြောက်နေမှာဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ပင်လယ်ကမ်းခြေကိုကျွန်တော်သွားကြည့်လိုက်တဲ့အခါမှာပင်လယ်ကမ်းခြေမှာဘာတွေတွေ့ရမလဲ။ကြောက်ဆောင်တွေများစွာတွေ့ရတယ်ပဲ။အဲ့ဒီကြောက်ဆောင်တွေကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီကြောက်ဆောင်တွေကဘယ်တော့မှရွေ့သွားတယ်ဆိုတာမရှိဘူး။နော်။ပြက်ပြက်သွားတယ်ဆိုတာလည်းမရှိဘူး။ဒီကြောက်ဆောင်တွေကအမြဲတမ်းပဲတည်တတ်နေတဲ့ခိုင်မြဲနေတာကိုကျွန်တော်တွေ့ရမယ်။ဒါပေမဲ့သူ့ကိုလာပြီးတော့ရိုက်ခတ်တဲ့နော်လှိုင်းတန်တွေကဘလောက်ပဲပြင်းထန်နေပါစေ
လိုင်းကြီးလိုင်းငယ်အသီးသီးကကြောက်ဆောင်ကိုလာပြီးတော့ရိုက်ခတ်တာပဲဒါပေမဲ့ဒီလိုင်းတွေကဘလောက်ပဲရိုက်ခတ်နေပါသေးသူကဆိုရှင်ရွေ့ပြီးတော့ပြတ်သွားတယ်ဆိုတာမရှိဘူးအမြဲတမ်းပဲတည်မြဲနေတာတွေ့ရလိမ့်မယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့အဲ့ဒီလိုင်းလေးတွေလာရိုက်ခတ်ရင်တောင်မှလိုင်းလေးတွေရဲ့အလှကိုဆင်ပေးတာကအဲ့ဒီကြောက်ဆောင်ပဲလေဒီနေ့ကျွန်တော်ရဲ့ဘဝကိုအလှဆင်တာကလို့ရှိရင်ယနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကကျွန်တော်ဘဝကိုအလှဆင်ပေးနေတာဖြစ်တယ်လောကရန်တရားတွေဘလောက်ပဲကျွန်တော်ပေါ်မှာလှိုင်းတန်တွေဘလောက်ပဲပြင်းထန်ရိုက်ခတ်နေပါစေအဲ့ဒီဘုရားသခင်ကကျွန်တော်ကိုဂရုစိုက်တော်မူတဲ့ဘုရားဖြစ်တယ်ကျွန်တော်နားနေမှာဆိုရှင်မရွှေ့မလျော့မတိမ်ငိမ့်ပဲနဲ့ကျွန်တော်နဲ့အတူရှိတော်မူတဲ့ဘုရားဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဟေရှားနဂရီကျမ်းခန်းကြီး54ပိုက်ငယ်30ကိုကြည့်တဲ့အခါမှာတောင်ကြီးတို့သည်ရွေ့၍တောင်ငယ်တို့သည်လှုပ်ရှားတော်လေငါဤမေတ္တာသည်တင်မှမရွေ့ရတဲ့ငါဤငြိမ်သက်ခြင်းပြည့်ညင်လဲမလှုပ်ရှားရဟုတင်၌တနာခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရားမိန့်တော်မူ၏တဲ့ချစ်တဲ့မိတ်ဆွေပေါင်းဒီနှုတ်ကပတော်တမန်ကျမ်းစာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အားရကြည်နူးဝမ်းမြောက်စရာအလွန်ကောင်းတဲ့အချက်တွေကိုတွေ့ရနိုင်မယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဘုရားသခင်ကဘာပြောလဲဆိုတော့တောင်ကြီးတောင်ငယ်တွေကရွေ့သွားမယ်ပျောက်ပြက်သွားမယ်လုံးဝဆိုရှင်ပြိုကျသွားမယ်ကျွန်တော်အခုကြည့်လိုက်ခါမှာယာတိဥတုဖောက်ပြန်မှုတွေနဲ့တောင်တွေတချို့ပြိုကျတာကျွန်တော်တွေ့ရနိုင်မယ်ဒီနေ့အဲ့ဒီတောင်ကြီးတောင်ငယ်တွေကရွေ့သွားရင်ရွေ့သွားမယ်တဲ့ဒါပေမဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့တင့်ကိုဖန်ဆင်းပြီးတော့တင့်ကိုမားဆနေတဲ့ဘုရားသခင်ကဆိုရှင်ကျွန်တော်တို့ပေါ်မှာဆိုရှင်မလှုပ်မရှားနဲ့တည်ရှိတော်မူတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့နားနေမှာဘယ်တော့မှသူ့ရဲ့မေတ္တာကမရွေ့သွားဘူးတဲ့နော်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာကဆိုရှင်ဘုရားရဲ့မေတ္တာကရုဏာတော်ကိုကျွန်တော်ကပြေဝစုံနေစွာနဲ့ခံစားတဲ့အခါမှာအဲ့ဒီခံစားတဲ့ဆုကျေးဇူးကောင်းချီးမင်္ဂလာတွေအတွက်ယနေ့ကျွန်တော်အားလုံးကအတူတကွရေတွက်ချီးမွမ်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒါမှမဟုတ်လည်းဘုရားသခင်ကဘာလို့ဆိုတော့ငါဤငြိမ်သက်ခြင်းဗြိဉ္ဉ်လည်းပဲမလှုပ်ရှားရဘူးတဲ့နော်။ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့နဲ့ဗြိဉ္ဉ်ပြုတ်ပြီးတော့ကျွန်တော်ပေါ်မှာဆိုရှင်ဂတိထားတော်မူတဲ့ဘုရားဖြစ်တယ်။ဒီဘုရားသခင်ကကျွန်တော်ပေါ်မှာဘယ်တော့မှကရုဏာတော်စိတ်မပြတ်ဘဲနဲ့နေ့တိုင်းကျွန်တော်ကရုဏာတော်သိခံစားရတယ်။ကောင်းကြီးသစ်တွေခံစားရတယ်။အဲ့ဒါဆိုရှင်ဘုရားကကျွန်တော်ပေါ်မှာတကယ်ဂရုစိုက်တယ်ဆိုတာကိုကျွန်တော်ကလက်ရှိကိုတွေ့ကျွန်တော်ခံစားနေတာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်တောက်တကြိုက်ခိုင်း3ပိုင်းငယ်3လေးကိုကြည့်တဲ့အခါမှာကရုဏာတရားနဲ့သစ္စာတရားကိုသင်နဲ့မကွာစေနဲ့ထိုတရားတို့ကိုသင်ရင်လည်းပေး၌ဆွဲထားလောနှလုံးစရင်အင်း၌ရေးသွင်းလောတဲ့ထိုတို့ပြုတ်လေရင်ဘုရားသခင်ရှေ့လူတို့ရှေ့မှာတဲ့မျက်နာရ၍ဂျေဇုကိုခံရလိမ့်မယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဘုရားသခင်ရဲ့ကရုဏာနဲ့သစ္စာတရားကသင်နဲ့ကျွန်တော်တို့နဲ့မကွာစေပါနဲ့နော်ကျွန်တော်နဲ့ကွာလို့မရဘူးဖះနဲ့ကွာလိုက်မယ်ဆိုရင်ကျွန်တော်ကဗာလဲဖះနဲ့ပြတ်တောက်သွားတဲ့ချိန်ကကျွန်တော်တို့ဒုက္ခပဲကျွန်တော်ရင်ဆိုင်ရမယ့်အရာတွေအားလုံးကဆိုရှင်တကယ်ပဲဘဝမှာဆိုရှင်မကြုံတွေ့ဘူးတဲ့အရာတွေကြုံတွေ့ရတယ်ပဲဒါပေမဲ့သင်ရဲ့ဘဝသက်တာမှာကရုဏာနဲ့သစ္စာတရားဒီဟုသောဖះနဲ့ကျွန်တော်ကကွဲကွာခြင်းမရှိပဲအမြဲတမ်းပဲကျွန်တော်ကဆိုရှင်ချိတ်ဆက်နေမယ်ဆိုရင်တော့ချစ်တဲ့မိတ်ဆွေကျွန်တော်ဘဝကအမြဲตายရနေမှာဖြစ်တယ်အမြဲတမ်းပဲဝပြောနေမှာဖြစ်ပါတယ်ဒါကြောင့်ထိုတရားတို့ကိုသင်ရဲ့လယ်ဘေး၌ဆွဲထားတော့တဲ့ကျွန်တော်လယ်ဘေးမှာဆိုရှင်အမြဲတမ်းပဲချိတ်ဆွဲထားဖို့ရန်အတွက်ဒီဘာလို့ရမလဲကရုဏာတရားနဲ့သစ္စာတရားကိုချိတ်ဆွဲထားဖို့ဖြစ်တယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါလို့ဒီနေ့ကျွန်တော်အားလုံးကတန်ဖိုးရှိတဲ့ຢာကိုလယ်ဘေးမှာပဲဆွဲတာလေရွှေဆိုတန်ဖိုးရှိတယ်လယ်ဘေးမှာကျွန်တော်စီချဲပြီးတော့ဆွဲထားတယ်စိန်ဆိုတန်ဖိုးရှိတယ်လယ်ဘေးမှာဆိုရှင်ကျွန်တော်ကဆိုရှင်ဆွဲကြတယ်ဘာကြောင့်လဲတန်ဖိုးရှိတဲ့အရာဖြစ်တဲ့အတွက်တန်ဖိုးထားတဲ့ခါမှာကျွန်တော်ကကိုယ်လယ်ဘေးကိုတခါပဲရစ်ပတ်ပြီးတော့ကျွန်တော်ဆွဲထားတာကိုကျွန်တော်တွေ့ရလိမ့်မယ်ဒါဒီနေ့ကျွန်တော်တန်ဖိုးမဲ့တဲ့ဖနက်ကိုကျွန်တော်လယ်ဘေးမှာချိတ်ဆွဲတဲ့လူတယောက်မှတော့မရှိပါဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါဒီနေ့ကျွန်တော်ရအသက်တာမှာဆိုရှင်တန်ဖိုးရှိတဲ့ຢာကိုလယ်ဘေးမှာဆွဲတဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ရဲ့ဘဝအသက်တာမှာသေရေးရှင်ရဲ့ထက်တန်ဖိုးကြီးမားတဲ့အရာကဘုရားသခင်ရဲ့ကရုဏာတရားနဲ့သစ္စာတရားမဟုတ်ဘူးလားအဲ့ဒီကရုဏာတရားနဲ့သစ္စာတရားကိုလယ်ဘေးမှာဆွဲထားရုံမကဘဲကျွန်တော်ရဲ့နှလုံးစရင်အင်းမှာလည်းရေးသွင်းထားမယ်နော်ဒီနေ့ကျွန်တော်အားလုံးကပြည့်အခရာတင်ထားဖို့ဖြစ်တယ်ဘုရားသခင်ကိုကျွန်တော်နှလုံးသားမှာနေရာပေးဖို့ရန်အတွက်အလုံးမပဲရည်ကြည်ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်ရဲ့အသက်တာမှာဘုရားတရားနဲ့အသက်တာရှင်းသမ်းမယ်ဆိုရင်ဘုရားသခင်ရှေ့လူတို့ရှေ့မှာဘာဖြစ်မလဲမျက်နာရမယ်ဘလောက်ဝမ်းသာစရာကောင်းတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကလူမျက်နာရဖို့တဲ့ဘုရားရှေ့မှာမျက်နာရဖို့အလွန်မှပဲရည်ကြည်တဲ့မိတ်ဆွေပေါင်းတို့ဘုရားရှေ့မှာမျက်နာရပြီဆိုရင်ကျွန်တော်ဘာခံစားရမလဲဂျေဇုကိုအထူးခံစားရမယ်ကောင်းကြီးစုဂျေဇုအထူးခံစားမှာဖြစ်တယ်ဒါကြောင့်ရှင်ခရစ်ယာန်ပထမဆောင်ခန်းကြီး3ပိုင်းငယ်18မှာလည်းပဲချစ်သားတို့ငါတို့ဒီစကားပြောကများအဖြစ်မချစ်ဖဲတဲ့စိတ်ပါကိုရောက်ဧကမှန်ချစ်ကြကုန်နော်ထို့တို့ချစ်လည်းရင်ကိုယ်တိုင်တမန်တရားနှင့်ဆိုင်သည်ကိုသိ၍ဘုရားသခင်ရှင်း၌ကိုယ်စိတ်နှလုံးကိုတက်တာစီကြလောချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကဘုရားကိုချစ်တဲ့ခါမှာစကားနဲ့မချစ်ပါနဲ့တဲ့နော်ဘုရားကိုချစ်တဲ့ခါမှာဆိုရှင်ကျွန်တော်တို့ကဆိုရှင်ဘယ်လိုမျိုးအသက်တာနဲ့
ရှင်းတန်ပြရမယ်ဖခင်ကိုကျွန်တော်စိတ်နှလုံးကျွင်းမဲ့နဲ့ချစ်ပါတဲ့နော်ဒါကြောင့်ဖခင်သခင်ကိုကျွန်တော်ကတော့ရှင်ချစ်တဲ့ခါမှာစိတ်နှလုံးအကျွင်းမဲ့နဲ့ကျွန်တော်ကချစ်ဖို့ရန်အတွက်အလွန်မှပင်ရည်ကြည်ပါတယ်ကျွန်တော်ကတော့ရှင်အပြောနဲ့အလုံးမလုံးနဲ့ကျွန်တော်ကအားလုံးကအလုံးနဲ့တက်တည်ပြဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖခင်သခင်ကစိတ်ပါကိုရောက်ဧကံမှန်ချစ်ကြကုန်အံ့တဲ့နော်အဲ့ဒီလိုမျိုးကျွန်တော်ချစ်မယ်ဆိုလို့ရှိရင်ယနေ့ကျွန်တော်ကကိုယ်တိုင်တမန်တရားနဲ့ဆိုင်ဒီကိုသိပြီးတော့ကိုယ်တိုင်ကဖခင်သခင်ရဲ့သားသမီးမှန်သိပြီးတော့ကျွန်တော်ကနေထိုင်သွားလာကြည်ကြံတဲ့ခါမှာတဲ့ဖခင်သခင်ရှိတော်၌ကိုယ်စိတ်နှလုံးအမြဲတမ်းပဲတက်တာတည်မယ်အမြဲတမ်းပဲငြိမ်သက်ခြင်းခံစားရမှာဖြစ်တယ်ဒါချစ်တဲ့မိတ်ဆွေများအားလုံးကိုအားပေးချင်တာကတော့အမြဲတည်မြဲသောကြောက်ဆောင်ပမှာကျွန်တော်နဲ့အတူရှိတော်မူသောဖခင်သခင်ကိုအမြဲအားကိုးပါဒီနေ့ဒီနှုတ်ကပတ်တော်တွေကသင်တို့ရဲ့ဘဝတတမှာကောင်းမြတ်ဆုံးနေတဲ့ဂရုတော်တွေနဲ့ကျွန်တော်ကိုရစ်ပတ်နှောင်ဖွဲ့စေတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဖခင်ကိုချစ်တယ်ပြောရင်ဘယ်လိုချစ်ရမလဲစိတ်ပါကိုယ်ပါနဲ့ကျွန်တော်ဧကံမှန်ဖခင်ကိုချစ်ပါဖခင်ကိုမျက်မှောက်ပြုပါဖခင်ကိုအမြဲတမ်းကိုးကွယ်ပါဖခင်နဲ့အမြဲတမ်းပဲကျွန်တော်ဆုတောင်းမယ်စက္ကပ်မယ်ဆိုရင်ယနေ့ကျွန်တော်ရဲ့ဘဝတတဒီအမြဲငြိမ်းချမ်းပြီးတော့အမြဲတာယာပြီးတော့အမြဲတမ်းဝါပြောပြီးတော့ဖခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့ကျွန်တော်အားလုံးအမြဲဝမ်းမြောက်နိုင်မယ်ဆိုတဲ့အကြောင်းဒီနေ့ဒီနှုတ်ကပတ်တော်အားဖြင့်သင်တို့ကိုအားပေးတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်သင်တို့တဦးစီပေါ်မှာဘုရားသခင်ကြွယ်ဝမြတ်ပြစွာသောကောင်းချီးမင်္ဂလာဖျားဖျားတော်လောင်းချပေးပါစေ